ပြည့်ပြည့်ဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ကနိုင်ငံတော်အတိုင်းပန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်နဲ့အောက်ကစလာ3ရက်နေ့တွင်တွေ့ဆုံခွင့်ရရှိခဲ့ကြောင်းအတည်ပြုထုတ်ပြန်လိုက်ပြီးယင်းတွေ့ဆုံမှုနဲ့ပတ်သက်၍လေလာတွေ့ရှိချက်များနဲ့အကြံပြုချက်များကိုတင်တင်ထားသည့်စတဲ့နဲ့သာတည်တံလောဝဆွေးနွေးတင်ပြသွားရမည်ဖြစ်ကြောင်းယနေ့တွင်ကြေညာလိုက်ပါရယ်တောင်ဆန်းစုကြည်အား ICRC ကိုယ်စားလှယ်တို့ကယနေ့တွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီးယနေ့တွေ့ဆုံမှုကိုလက်လက်ခွန်းဆုံးရှုံးနေသူများအားတွားရောက်တွေ့ဆုံသည့် ICRC ၏လုံထုံလုံနည်းများနှင့်အညီဆောင်ရွက်ခဲ့ကြောင်းဖော်ပြထားပါသည်ထို့ပြင် ICRC ကိုယ်စားလှယ်တီတောင်ဆန်းစုကြည်နှင့်တည်တံ့တွေ့ဆုံစကားပြောခွင့်ရရှိခဲ့ကြောင်း ICRC က၎င်း၏အကျဉ်းထောင်နှင့်တင်ထင်ရေးဆိုင်ရာလုပ်ငန်းစဉ်များအရာလက်လက်ခွန်းဆုံးရှုံးနေသူများကိုမိသားစုဝင်များနှင့်တရင်စကားဖလှယ်နိုင်ရဲ့အခွင့်အရေးများကိုလည်းစီစဉ်ပေးခြင်းဖြစ်ကြောင်းတရင်ထုတ်ပြန်ထားပါသည်သို့တော့ရန်သွေးဆုံမှုအတွင်းလေးလာတွေ့ရှိချက်များအကြံထိန်ထိန်မှုအခြေအနေနဲ့ပတ်သက်သည့်အကြံပြုချက်များကိုမူ ICRC ၏လုပ်ငန်းဆောင်ရွက်သည့်အစဉ်အလာတိုင်းထိန်ထိန်ထားသည့်အာဏာပိုင်စတဲ့ထံသို့သာတည်တံ့လောဝစွာဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီးအများပြည်သူတို့ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်းအတည်ပြုထားပါသည်ထို့ပြင် ICRC အနေဖြင့်မြန်မာနိုင်ငံရှိအကျဉ်းထောင်များနှင့်ထိန်ထိန်ရေးနေရာများသို့ဝင်ရောက်တွေ့ဆုံခွင့်ကိုဆက်လက်ထိန်ထိန်နိုင်ရေးနှင့်ပုံမတိုးချဲရရှိနိုင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းများသက်ဆိုင်သူများနှင့်ဆက်လက်ထိတွေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတရင်ထုတ်ပြန်ထားပါသည်